အိတ်ချင်လိုက်တာကွာဗီဒီယို editor လည်းအခုတည်းတည်းမပြီးသေးဘူးအေးပေါ့လေငါ fan တွေအတွက်ဗီဒီယိုတွေကြည့်ကောင်း share edit ရရဆိုတော့ energy drink လေးနဲ့ပဲခဏထိန်းထားလိုက်တော့မယ်ဟေး okay တော့ပြီကဲလုပ်ငန်းပြန်စရတာပေါ့ဟမ်အင်တာလေးကအတန်တခုထွက်လာပဲနေပါဦးငါအိမ်မှာတယောက်သေးလီဩငါအထင်မှားတာပဲဖြစ်မှာပါလေတိုက်တာတို့ပစ္စည်းတစ်ခုခုပြုတ်ကြရလဲဖြစ်နိုင်တာပဲလीကဲပါလေငါ edit နေတာကိုပဲပြန်ဆက် edit နေလိုက်တော့မယ်ဟာဒါတော့မဟုတ်တော့ဘူးနော်ငါအမြတရေချောင်းနေရလားမသိဘူးငါတော့ကြည့်အောင်ကွာဟိတ်တရေငါမင်းကိုမကြောက်ဘူးနော်ငါဘာသာကဗီဒီယို edit နေတာပါကွာမချောက်ပါနဲ့ယောက်ငါပြောနေရတော့မချောက်နဲ့ဟာစပိုင်ဒါမန်သူဒီလိုဘယ်လိုရောက်နေရလဲစပိုင်ဒါမန်ထားပါဦးဟမ်သူကိုပေါ်မှာလဲတွေးနေနေပြီးတော့အသက်ရှူလဲရပ်သွားပြီနေဦးဒါဆိုစပိုင်ဒါမန်အသက်မရှိတော့ဘူးစပိုင်ဒါမန်ထားပါဦးဖြစ်မဖြစ်ရလေစပိုင်ဒါမန်ရေငါငယ်ငယ်ကတည်းကမင်းကိုကြိုက်တာကွာမင်းရဲ့ပိတ်ကူမြေအစွမ်းတို့ဘာလို့ငါ့ကိုတေးပေးအောင်လေကွာထားပါဦးစပိုင်ဒါမန်စပိုင်ဒါမန်ရာဘာနဲ့စပိုင်ဒါမန်ရဲ့အလောင်းဘဲကောင်ငါအိမ်ရဲ့အိမ်သားလေးလာထဲ့သွားရလဲအော်တိပြီအဲ့ကောင်စပိုင်ဒါမန်ကိုတိုက်တဲ့ကောင်ပဲဖြစ်ရမယ်ငါတောင်ရဲတော့တိုင်မယ်ကွာဦးရဲ့ကြီးတို့ကျွန်တော်တစ်ချက်လောက်ကူညီပါအောင်ဗျာဟမ်မင်းမတူလဲကောင်းလေးပြီးတော့ငါတို့ကမင်းကိုဘလို့ကူညီရမှာတော့ကျွန်တော်ရဲ့အိမ်မှာဗျာစပိုင်ဒါမန်ကိုလူတစ်ယောက်တက်ပြီးတော့အိမ်သားလေးလာထားသွားတယ်အဲ့ဒါအဲ့လူတက်တဲ့အခါကိုဖမ်းပေးပါလားဗျာဟာစပိုင်ဒါမန်ဟုတ်လားကောင်းလေးမင်းစူပါဟီးရိုးကားကြီးကြည့်တာများပြီထင်တယ်သွားသားပါကွာငါတို့ဒီမှာအလုံးရှုံနေတာမင်းတို့အချိန်မပေးနိုင်ဘူးတော်အော်ဦးရေးကြီးတို့ကဒီလိုလားရတယ်လေဦးရေးကြီးတို့မဖြေရှင်းပြီးကျွန်တော်ဖြေရှင်းပြီးဖော်ထုတ်ရတော့မှာပေါ့အဲ့ဒါဆိုရင်ငါအိမ်သွားပြီးတော့ခဏအိတ်လိုက်အောင်မယ်ကွာမနှက်ကြရင်တော့လူဆိုးကိုင်းစီအရင်သွားပြီးတော့သူတို့ကိုစုံစမ်းရမယ်သူတို့ကဒီမျိုးမှာအရင်ကျန်းတဲ့သူတွေဆိုတော့သူတို့တက်ချင်လဲတက်မှာဘာဖြစ်လို့လဲဆိုတော့စပိုင်ဒါမန်ကလူတွေကဲတင်နေရလေသူကတော်နာမည်ကြော်ကြားနေတာအဲ့ဒါကိုမနာလိုတာဖြစ်မှာပေါ့ကဲငါမနှက်ကြမှာသွားအောင်မယ် The next morning လေကားတက်ရမောလိုက်တာကွာဟဲအခုမှလီလော့ပဲရှိသေးတယ်ဟောလေတွေးပါပြီဗျာဟိုးပေါ်ဆုံးထိတက်ရအောင်ပါအော်ဒါနောက်ဆုံးအလွာပဲဟောတော်ပါသေးတယ်ကွာကဲဟိုကောင်လေးရှာအောင်တွေးပြီဟိုးအရှိမထင်နေအေးဟုတ်တယ်အကောင်လေးကငါတော့စုံစမ်းကြည့်ရမယ်ခဏလေးဒီကောင်လေးဘာလုပ်နေလဲမသိငါဒီကနေချောင်းကြည့်အောင်ပါဟာမတက်တွေရက်နေကြတယ်ကွာအဟိုးမှလေလူတွေနဲ့ဟာဒါသေးကြနေပြီဒီကောင်လေးခိုင်ရလူတွေပဲဖြစ်ရမယ်ငါတနက်တော့ပိုပိုလိုဆောင်သွားပါတယ်ရပြီကဲအဲ့ဒါဆိုရင်တောင်းဟေ့အောင်မင်းတို့မလောက်လေးမလောက်စားကောင်းရများငါဆရာရဲ့အရှိကိုဖျက်လျှောက်ရဲပေါ့ဟာရှောက်တယ်ဗျာဘာဖြစ်ချင်လဲဒါအများပိုင်နေရခမဘာမှပြောစရာမလိုဩဒီကောင်လေးကငါတို့ဘယ်သူလဲဆိုတာမေ့နေတာပဲဆရာကြီးဒီကလေးလေးရများကွာငါလုံးလိုက်ရရင်ဒီကောင်တေတော့မယ်ဟဲ့ဒီကောင်ချုပ်ထားစမ်းဟဲ့မင်းတို့ဖယ်နော်မင်းလက်ကိုဖယ်စမ်းဩရော့ကွာငါကိုနေမယ်ကွာမင်းဖဲစရာအကြောင်းမရှိဘူးအေးပြီးတော့ငါအခုလာတာကလေမင်းတို့မေးစရာရှိလို့ကွာဟဲ့မင်းမတူလဲကွာဒီကောင်တွေကငါ့ကိုလာဖြင်းနေတာဟာသိကြတယ်ဒီကောင်တွေပဲစပိုင်ဒါမန်ကိုတတ်ပြီးတော့မတိကျအောင်စောင့်နေတာကျွန်တော်မတူလဲသိကျင်လားအေးပြမယ်ရော့ကွာဟဲ့မင်းကောက်ပြောစမ်းမင်းတို့ခိုင်းရစပိုင်ဒါမန်ကိုတတ်ပြီးတော့ငါအိမ်ထဲလာထည့်သွားတာမဟုတ်လားမှန်ဖြေနော်ဟုတ်ရင်ငါလက်တီးစာထပ်မိမယ်မှတ်ဟေ့စိတ်အေးထားပြီးတော့မင်း
မင်းဘာလို့လာပြောနေရလဲကွာစပိုင်ဒါမန်ကိုငါတို့မတတ်ဘူးသူဒီမှာရှိတာတော့ငါမယုံဘူးကွာမင်းကပလိန်ငါတို့လာဖြဲနေတာပဲတွေးကြသေးတာပေါ့ဟဲ့အောင်ဗလာကြီးထောက်ခဲ့စမ်းဒီကောက်ကောက်ဆုံးမပေးလိုက်ဟုတ်ကဲ့ပါဆရာကြီး ဟမ်ဗလာကြီးတွေ ဟာဥပလာယူရလေတတဆတာဟုတ်တယ်ဘာလည်းမသိဘူး ကဲကိုဘာတာကိုဗလာတောင်းလေးကျလိုက်အောင်နော်သွားပြီတတ မင်းထလာလို့ကတော့အမှုန်ဖြစ်ပြီးတာမှတ်ဒီမြို့မှာငါတို့ဂိုင်းကိုရှင်နိုင်တဲ့သူမရှိဘူးအဲ့ဒါမြင်းမြင်းမှတ်ထားကွာ အောင်မလီငါအသက်မခံရတာကံကောင်းသူ့ဝိတ်ကြီးနဲ့လုံးလိုက်ရင်တော့မတွေးရစရာပဲကွာကဲအခုပထမမတင်ကားတဲ့သူကိုတော့စုံစမ်းပြီးသွားပြီအခုဒုတိယတစ်ယောက်ကိုသွားစုံစမ်းရမယ်သူ့ကိုသွားစုံစမ်းရင်ကောင်းမလဲတီးပြီစပိုင်ဒါမန်နဲ့အရင်နီးဆုံးသူကိုမိနေတာပဲအိုင်ရိုမန်လီသူတက်သွားတာလည်းမဖြစ်နိုင်ဘူးလားကဲပါတွေးမနေတော့ဘူးအခုပဲသွားမိကြည့်ရမယ်အိုင်ရိုမန်ရဲ့အိမ်ကိုသွားရမယ်ကွာဟာအိုင်ရိုမန်ရဲ့တာဝါကြီးကအကြီးပဲကွာကဲငါအပေါ်တက်သွားကြည့်အောင်ဟယ်လိုကျွန်တော်ကွမ်းပါဟိုလေအိုင်ရိုမန်လေကိုတိုနီစတက်ရှိလားဗျ ဆရာဆက်တခုတီထွင်နေတယ်မအားသေးဘူးနောက်မှလာ သူ့စပိုင်ဒါမန်တငယ်ချင်းလာရလို့ပြောလိုက်သူသိတယ် အေးဟုတ်ပြီအဲ့ဒါဆိုခဏဆောက်ငါတော်မေးပေးမယ်ကဲဟေးအောင်အထဲဝင်မင်းကိုဆရာခေါ်ခိုင်းလိုက်တယ် ဟုတ်ပြီဗျာအဲ့ဒါဆိုဘေးပဲ security တွေများပြောလိုက်ရင်လေကြီးလေကျဲနဲ့မန်တက်နေလိုက်တာများအေးတနေ့တွေ့အောင်မယ်ငါနဲ့ငါသူ့အခန်းထဲရောက်သွားပြီကွာကဲအထဲဝင်ကြည့်အောင်โอ้မိုင်းလိုက်တာကွာတိုနီစတက်ရဲ့အခန်းကြီးဟေးဟော်ကြီးဟိုးမှလည်းဘီလီယက်ခုံနဲ့ဟာအိုင်ရိုမန်ကအိုင်ဖုတ်ကင်တာပဲဟာဒီမှာဝိုင်းရီတောက်ပြီးတော့ဒီတိုင်းထားထားတယ်ကွာအိုင်ရိုမန်ကစီးကဲလည်းမရှိဘူးဟာရောက်ဒီမှာတူးနေပြီလေဟာဘာလုပ်ထားတာတော့ဟာနေကငါနည်းနည်းလောက်စားအောင်မယ်ကောင်းလိုက်တာကွာငါအထဲတော့ကြည့်အောင်အရှိမတိုနီစတက်ပဲဟာကိုတိုနီရေကျွန်တော်ကဝမ်းပါပြီးတော့အိုင်ရိုမန်ရဲ့ဖန်တစ်ယောက်ပါ အော်အေးညီလေးကွာပြောလေအခုဒီမှာအလုံးရှုံနေတာ sorry ပါကွာငါအသက်တီထွင်နေတာ အော်ဟုတ်ကဲ့ပါဟာမိုက်တယ်ကွာအခုတိုနီတီထွင်နေတဲ့ဟာကြီးကလည်းအကြီးပဲစိတ်ရုပ်ကြီးနော်ကဲအဲ့ဒါကြီးထားပါတော့ကျွန်တော်အခုလာရတဲ့အကြောင်းရဗျာမင်းညကကျွန်တော်အိမ်ကိုစပိုင်ဒါမန်အလောင်းကြီးတစ်ယောက်လာထားရတယ်အဲ့ဒါကိုတိုနီများသိမလားလို့ ဟာဘာပြောလဲပြီးတော့တေးပြီဟုတ်လားမဖြစ်နိုင်ဘူးကွာမနီးကတော့ငါတူနဲ့ KFC မှာမုတ်တော်စားလိုက်သေးတယ်မင်းရှောက်ပြောနေရလား ဟာကိုတိုနီကတော့နောက်ပြီးကျွန်တော်မတက်ရပြီးပြောနေတာဗျမဟုတ်ပါဘူးစကားတွေတော့မှားကုန်ပြီကျွန်တော်တကယ်ပြောနေတာပါဗျာမယုံရင်ကျွန်တော်အိမ်ကိုလိုက်ပြမယ်ကြည့်မလား အေးဟုတ်ပြီကွာငါလိုက်ကြည့်မယ်ဟိုးလို့ကတော့မင်းကိုငါတသက်လုံးစိတ်ရုံလုပ်ပလိုက်မယ် အိမ်မှာစိတ်ယုံမှလေးရှိတယ်မလားအဲ့ဒါဆိုရပါတယ် easy ဩအရေးတဲ့ဒီကောင်တော့ ကိုတိုနီရေဒါကတော့ကျွန်တော်မောင်ကွမ်းကြီးရဲ့အိမ်ပေါ့ဗျာ မင်းအိမ်ကလေတွေးလိုက်တော့ကွာကျွတ်အိမ်တော့မင်းအိမ်ထက်ကြီးသေးတယ် အေးပေါ့ကိုတိုနီကမန်ရှင်းကြီးတွေနဲ့နေတာဆိုတော့ကျွန်တော်ပြောမှာပေါ့တနေ့တော့ကျွန်တော်လည်းမန်ရှင်းမှာနေနေအောင်ကြိုးစားမှာပါအဲ့ချိန်ကျရင်တွေးကြတာပေါ့ဗျာကဲစကားပြောနေရကြတယ်ဝင်ကြအောင်အဲ့အထဲမှာရှိရယ်လာကျွန်တော်ပြမယ်ကိုတိုနီတွေးပြီမလားအဲ့ပါ ဟိုပြီးတော့မင်းဘလို့ဖြစ်တော့လဲကွာ ကျွန်တော်ပြောတာပဲကိုတိုနီမှမယုံတာ ငါနဲ့မနေ့ကအကောင်ကြီးကွာသူ့တက်တဲ့သူကဘာလို့လဲမသိလားမောင်ကွာ ။အော်မတိလို့မေးပါတယ်ဆိုကျွန်တော်လာပြန်မေးနေတဲ့ဒိုးခါပဲခဏလေးကိုတိုနီဟိုနားလေးမှာဘာလေးလဲမသိဘူး ဟေးယောမကင်နဲ့အောင်ခဏလေးငါစကန်နဲ့ဖတ်ကြည့်လိုက်အောင်မေဟိုင်းဆမလူတက်တဲ့အခါရဲ့ DNA နဲ့လောက်ပွေတွေ့ပြီဒီဟာနဲ့လိုက်ရှာရင်ငါတို့တေချာပေါက်မိပြီကွာလူတက်တဲ့အခါ ။ဟမ်အဲ့ဒါဆိုတရခန်ကဘာတူတဲ့လေ ငါဒီထက်စကန်လိုက်ရင်တော့တွေးလောက်ပြီကွာဟဲရောက်ကြီးထွက်မှာဆိုတော့မင်းအနောက်နည်းနည်းစောင့်နေနော် ။အော်ဟုတ်ကဲ့လောက်ပါကိုတိုနီ။ခဏနေပါဦးကိုတိုနီခမည်းဓာရီလုံနေရဟုတ်လို့လား ။ညမင်းကောယုံလားမယုံလား ။ဟာရှုံပါတယ်ကိုတိုနီကလေအားကြီးနဲ့မင်းရတယ်နော် ။ကဲမင်းတို့စကားပြောရတဲ့ငါအချိန်ကြီးကြာတယ်။ထက်စကန်စမ်းကွာ။ဟာဟဲ့ကွာတွေးပြီ ။ဟမ်ဘာတူလဲ
ဘသူရှေ့ရမလဲပီတာရဲ့မဟာရန်သူဗန်နမ်ပဲပေါ့။ तू ကဘာလို့မချေနှက်လို့ပီတာကိုတတ်လိုက်တာလဲ အော်ဖန်နန်ဘောထင်တော့ထင်ပါတယ်ဝိမဲ့ तू ကျွန်တော်အိမ်ကိုဘလို့တိပြီးတော့ဝင်လာတာတော့ ။ငါတီးရတလောက်တော့မင်းရဲ့အိမ်ကတေးလဲတေးတယ်ပြီးတော့လူနေလဲတိတ်တယ်ကွာ။အဲ့ဒါကြောင့်မလို့လူမတီးတဲ့နေရာကိုလာထွားတာနေမှာပေါ့ ဒီကောင်ညံတော့ကောင်းသားပဲပြန်ချရလွယ်ပါမလား ။မင်းရဲ့လက်တီးအစွမ်းနဲ့ဒီကောင်လောက်ကတော့အေးဆေးပါ။ငါလဲဘေးကကူပေးမယ်စိတ်မပူနဲ့ အဲ့ဒါဆိုကျွန်တော်တို့တော့တမချအောင် အဒီကဘာယိုပြစီပြမဲကွာဂျောကောတာစကောင်းပါပဲရတာရှိလိုက်တာကွာခုနကမင်းကလေးတယောက်ပဲစားကွာမင်းကလေးတော့ချိုးလိုက်တော့ကွာဒီကဘာမှာငါရစားအကြီးဆုံးဘယ်ကောင်မှတော့မရှင်းနိုင်ဘူးကွာ တိတ်ရှင်းနိုင်တာဘောကွာ ဘယ်ကောင်လဲကွာရှင်းနိုင်တာဟေးမင်းတို့လေ ဟဲ့မင်းတီးချင်းစုံစမ်းလိုက်ငါနာမည်ကွမ်းမဲကွာ ဒီနမေကိုကြောင်းလေဆိုလို့ဘသူများလေးကြည့်လိုက်တာမင်းလေးကိုမင်းရဲ့လက်တီးစွာအမခံပဲ မင်းတီးတာမစိုးဘူးပဲဒီထက်ပိုတီးချင်းလားအေးပြောပြโอ้ယောအမကြော我叫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 我 တော်ပြီမင်းတို့ဘာလို့ငါ့ကိုလာတိုက်တာလဲ ။ဘာလို့လာတိုက်သွားလဲဟုတ်လား။မင်းငါ့ပီတာကိုတတ်သွားရည်လေ။အဲ့ဒါကြောင့်ငါမင်းကိုဂလစားပြန်ချီတာကွာ မင်းတို့တိသွားပြီပေါ့အေးဟုတ်တယ်ကွာအဲ့ဒီလိုတိုက်ရလေသူငါ့ရေခဲမို့လာလို့စားတော့လို့ဒီတိုင်းကောက်လိုက်တာမတော်တဆထိန်သွားတာ ။ရေခဲမို့စားတော့တာနဲ့ဘာလို့တတ်လိုက်ရတာလဲကွာ။မင်းကိုခွင့်မလုပ်ဘူး။ငါမင်းကိုဒီထဲမှာပိတ်ထားလိုက်မယ်။လာ။တေးရခံလေးဖမ်းမိပြီဆိုတော့ငါတော်ပြီကွာကြီး။မင်းကိုကျေးဇူးအများကြီးတင်ပါရဲ့ကွာ။ပီတာတီတော့တော့စိတ်မကောင်းပေမဲ့ငါတို့စရုပ်တရုပ်အဖြစ်နဲ့ပြန်အသက်ရှင်အောင်လုပ်နိုင်မှာပါ။စိတ်မပူနဲ့နော်။ အာဟုတ်ကဲ့ပါကျွန်တော်လည်းကူညီရလို့ဝမ်းသာပါတယ်ကဲ Avenger fighting ဘာမှမဖြစ်ဘူးကျွန်တော်တောပြီနော်အဲ့ဒါဆိုရင်အော်နေဦးငါ viewer တွေအတော့ဗီဒီယိုတင်ပေးရအောင်ပါပဲငါမိနေရကြည်စမ်းဟာမြန်မြန်တော့မယ်ကဲ viewer လေးတို့ဒီနေ့ကျွန်တော် Spider-Man ကိုတတ်ခဲ့တဲ့တရက်ခံကိုရှာဖွေခဲ့ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပြီးလို့ကြိုက်တက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးတော့ခေါင်းလောင်းလေးလည်းနှိပ်သွားပါအောင်နော် screen ပေါ်မှာပေါ်လာတဲ့ GTA5 ဗီဒီယိုတွေလည်းကြည့်လို့ရပါသေးတယ်ကဲ see you guys later bye bye